ကျွန်တော်ကမိသားစုပိုင်ငါးဖမ်းလေးကိုနည်းနည်းပါးပါးပြုပြင်မွမ်းမံလိုက်တာပါဒီလောက်အထိအဖေကိုတေမတက်ထိတ်လန့်သွားစေမယ်လို့မထင်ခဲ့မိဘူးငါးဖမ်းလေးပေါ်မှာတင်မောတင်အမြောက်ကြီးကဘာလုပ်တာလဲစက်တနက်တာရဲ့နှစ်ခုတောင်ပါသေးတယ်ဒါပါတွေလဲနေဦးဒုံးကြီးပြစ်စင်ကောပါလားငါးတွေကကောင်းကင်ဘုံဥပဒေကိုချိုးဖောက်လို့မင်းကဒုံးကြီးနဲ့ပြစ်ရမှာလားလို့အဖေကအော်ဟစ်မင်းမြန်းมาတော့တယ်အဖေကဘလောက်တောင်ကြောက်သွားတယ်လဲဆိုရင်ကျွန်တော်ကိုချက်ချင်းပဲရက်စကန်ဆွဲခေါ်သွားပြီးအပြည့်ဝင်ခံခိုင်းဖို့လုပ်တော့တာပဲတကယ်တော့ကျွန်တော်ဒါတွေလုပ်ရတဲ့အကြောင်းရင်းကတစ်ခုပဲရှိပါတယ်အတိတ်ဘဝလုံးကအဖေဟာပင်လယ်ထဲငါးဖမ်းထွက်ရင်ပင်လယ်သားပြတွေရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီးတင်မောသားအားလုံးဟာတပြကိုရဲ့လက်ချက်နဲ့ရက်ရက်ဆက်ဆက်တည်ဆုံခဲ့ရလို့ပါအခုပြန်လည်မွေးဖွားလာတဲ့ဒီဘဝမှာတော့အဖေကိုပင်လယ်မထွက်ဖို့ကျွန်တော်မတားတော့ဘူးဒါပေမဲ့ကျွန်တော်မှရှိတဲ့ထူးခြားတဲ့စွမ်းရည်တွေကိုတုံးပြီးတင်မောတင်လက်နက်စုံလင်ကိုကျွန်တော်ကိုယ်တိုင်ကိုယ်ကြထုတ်လုပ်တက်ဆင်ပေးခဲ့တာပါခီးမထွက်ခင်တရက်အလိုမှာကျွန်တော်ကဒီကိုယ်တိုင်လှုပ်လက်နက်တွေကိုစိတ်ကန်းကိုယူလာပြီးအဖေကိုဂုဏ်ယူစွာနဲ့ပြလိုက်တယ်အဖေဒီလက်နက်တွေနဲ့ဆိုရင်ကျွန်တော်တို့ကုန်တင်တင်မောကိုပင်လယ်ထဲမှာဘယ်ဓာပြမှမထီရတော့ဘူးကြည့်ပါဦးဒါက F630 အမြောက်ပြောင်းတစ်ခုပါတယ်ပြောင်း6လုံးရှက်အနီးကပ်ပြစ်လက်နက်စနစ်ပဲပင်လယ်ဓာပြတွေကိုဟင်းသားစင်းတယ်လို့ပိုင်းဖြတ်ပစ်လို့ရတယ်ဒါကရေငုပ်သမားတွေကိုနှိမ်နှင်းတဲ့65ဘုံပစ်လောင်ချရေကူးပြီးလာမဲ့ကောင်တွေကိုအပြည့်ရှင်းမှုပဲအဲ့ဒါတင်မကသေးဘူး14.5 မီလီမီတာ17နှစ်လက်လဲပါသေးတယ်။အိုဒင်ပင်လယ်အုံမှာပင်လယ်ဓာပြဘလောက်ရှိကျွန်တော်တို့အကုန်ပြည့်ရှင်းပြမယ်။ဒါပေမဲ့ကျွန်တော်အဖေလင်းကျန်ဟိုင်ကတော့အန်အော်လုံးလို့စုံသွားတယ်။သူကစစ်ထဲမဝင်ခဲ့ဘူးပေမဲ့ပင်လယ်ခီးသွားလာရင်စစ်တင်မောတွေကိုအများကြီးမြင်ဘူးခဲ့သူပါ။ဒီပြောင်းဝတွေနဲ့ဆက်ရန်တရားတွေကိုကြည့်ုံနဲ့ဒါတွေဟာစစ်တင်မောသုံးလက်နဲ့စစ်တွေမှန်သူချက်ချင်းသိလိုက်တယ်။လင်းကျန်ဟိုင်တယောက်ချက်ချင်းထိတ်လန့်တုန်လှုပ်သွားပြီးဟေ့ကောင်လေးဘာမှထပ်မပြောနဲ့တော့ဒါတွေမင်းပဲကြရတာလေ။ဒါမျိုးပိုင်ဆိုင်ရင်ခေါင်းပြတ်နိုင်နေတော့မင်းကအခုမှချင်းဟွာတက္ကသိုလ်တက်ရတော့မှငါတို့မိသားစုဒီလိုမှမျိုးအလုံးမခံနိုင်ဘူးလားအခုချက်ချင်းငါနဲ့ရဲစခန်းလိုက်ခဲ့သွားဝင်ခံကြမယ်အဖေကကျွန်တော်လက်ကိုအတင်းဆွဲပြီးရဲစခန်းစီခေါ်သွားဖို့လုပ်ပါတော့တယ်ကျွန်တော်ကတော့အဖေလက်ကိုခါထုတ်လိုက်ပြီးဖေဘာတွေလျှောက်ပြောနေတာလဲဘသူစီကမှခိုးလာတာမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်လုပ်ထားတာပါဆိုလို့ပြန်អော်လိုက်မိပါတော့တဲ့အပိုင်းနှစ်ကိုဆက်လက်ဆောင်မျှော်ပေးပါဦး